တခါကအလွန်ကြီးညိုဖို့ကောင်းတဲ့ဆရာတော်ကြီးတစ်ပါးဟာပြန်လုံတော်မူခါနီးအချိန်မှာသူ့ရဲ့အရိုက်အရာကိုဆက်ခံမဲ့တပည့်ရဟန်းငယ်လေးကိုခေါ်ပြီးဒီလိုနောက်ဆုံးမှတန်းစကားမှာကြားခဲ့ပါတယ်။ငါတပည့်တခုတော့မှတ်ထားပါမင်းရဲ့ဘဝတဲ့ကိုကြောင်တကောင်ဘယ်တော့မှအဝင်မခံပါနဲ့တဲ့ဒီလိုနဲ့ဆရာတော်ကြီးပြန်လုံတော်မူသွားတဲ့နောက်ဆုံးမှကြားချက်ကိုကြားလိုက်ရတဲ့လူအုပ်ကြီးနဲ့တပည့်ရဟန်းငယ်လေးဟာအံ့အားသင့်သွားကြတာပေါ့ငါဘဝထဲမှာကြောင်တကောင်ကိုဘာလို့အဝင်မခံရမှလဲဆိုပြီးရဟန်းငယ်လေးကစဉ်းစားလို့မရဖြစ်နေခဲ့တယ်ဆရာတော်ကြီးကိုတကြိုပြီးတဲ့အထိဒီအတွေးကရဟန်းငယ်လေးကောင်းတဲ့ကမထွက်ဘူးအဲ့ဒီကြောင်းတိုင်းမှာပဲဆရာတော်ကြီးနဲ့နှစ်ပေါင်းများစွာအတူနေခဲ့တဲ့တတော်ကြီးနဲ့ရဟန်းအိုကြီးတစ်ပါးရှိတယ်သူကဆရာတော်ကြီးရဲ့ဘဝအကြောင်းကိုအနီးကပ်သိတဲ့သူပေါ့ရဟန်းငယ်လေးစိတ်ရှုပ်ထွေးနေတာကိုမြင်တော့ရဟန်းအိုကြီးကအနားကိုလာပြီးအကျိုးအကြောင်းမေးပါတယ်ရဟန်းငယ်လေးကလည်းသိချင်နေတာတွေကိုပြောပြလိုက်တဲ့အခါရဟန်းအိုကြီးကပြုံးပြီးဒီလိုရှင်းပြပါတော့တယ်ငါရှင်ဒီစကားရဲ့နောက်ွယ်မှာရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်ဗျအဲ့ဒါကဒီလိုဇလန်းအစလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါတို့ရဲ့ဆရာတော်ကြီးဟာလူဝတ်ကြောင်ဘဝနဲ့အိမ်တော်သားမယားတွေကိုစွန့်ခွာပြီးတောထွက်လာခဲ့တာရွာလေးတစ်ရွာနီးမှာတရင်သုံးတော့ရွာသားတွေကကြီးညိုလုံးလို့ဝါကြောင်လေးတစ်ဆောင်ဆောက်ကြတယ်ဆရာတော်ကြီးမှာအဲ့ဒီတုန်းကပိုင်ဆိုင်တာဆိုလို့ဝစ်လဲတော်တင်ငယ်နှစ်စုံပဲရှိတယ်ဒါပေမဲ့ပြဿနာကကြွက်တွေကကျောင်းထဲဝင်ပြီးဆရာတော်ကြီးရဲ့တင်ငန်းတွေကိုကိုက်ဖြတ်ကြတာပေါ့ဆရာတော်ကြီးမှာကဒီနှစ်စုံပဲရှိတာဆိုတော့စိတ်ညစ်သွားပြီးရွာသားတွေကိုအကြံတောင်းတဲ့ရွာသားတွေကအရှင်ဖေဟာကျောင်းတစ်ကောင်လောက်မွေးထားလိုက်ပါလားကြွက်တွေပြေးသွားအောင်လို့ဆိုပြီးအကြံပေးကြတဲ့ဆရာတော်ကြီးကလည်းဟုတ်သားပဲဆိုပြီးကျောင်းကောင်မွေးလိုက်တယ်ကျောင်းရှိလာတော့ကြွက်တွေတော့ဆင်းသွားတာပေါ့ဒါပေမဲ့ပြဿနာအစ်စ်ကကြောင်ကိုအစာကျွေးဖို့ဖြစ်လာတဲ့ကြောင်အတွက်လို့ရဖို့ဆရာတော်ကြီးဟာရွာထဲကိုခဏဆုံးခံထွက်ရတော့တာပေါ့ဒါကိုရွာသားတွေကမြင်တော့အရှင်ဖေဟာဒီလိုအခောက်ခါလာနေမဲ့အစားနွားမတကောင်သာကြောင်းမှာထားလိုက်ပါလို့လဲဝေါ်ကလင်းရတာပေါ့လို့ရှောက်ကြပြန်တယ်ဆရာတော်ကြီးလည်းသဘောတူလိုက်တော့ကြောင်းမှာနွားမတကောင်ရောက်လာတယ်အခုတော့နွားမအတွက်မျက်ရှာဖို့နဲ့နွားကြည့်ပေးမဲ့သူလိုလာပြန်ပြီးဆရာတော်ကြီးကိုယ်တိုင်မျက်လိုက်တောင်းနေတာကိုမြင်ရတာမသိတော့ဘူးဆိုပြီးရွာသားတွေကနောက်ထပ်အဖြေတစ်ခုထုတ်ပေးကြတယ်အဲ့ဒါကတော့တပည့်တော်တို့ရွာမှာလင်းသေးဆုံးသွားတဲ့မူဆိုးမတယောက်ရှိပါတယ်ဖေဟာသူ့မှာအားကိုးရမရှိဘူးသူ့ကိုကျောင်းသားမှာနေခွင့်ပေးပြီးနွားကြောင်ခိုင်းမျက်စိုက်ခိုင်းရင်အရှင်ဖေဟာလည်းအလုံးရှုံမခံရတော့ဘူးတဲ့ဆရာတော်ကြီးလည်းဒါဟာကောင်းတဲ့အကြံပဲဆိုပြီးလက်ခံလိုက်တယ်အဲ့ဒီမျိုးသမီးကလည်းကျောင်းသားမှာနေထိုင်ပြီးနွားမနဲ့ကျောင်းကိုပြုစုတဲ့တီးနှံတွေစိုက်ပျိုးတဲ့ဆရာတော်ကြီးကလည်းအားနာတော့သူနဲ့အတူဝိုင်းကူလုပ်ပေးရင်ကနေတဖြည်းဖြည်းတန်ရောစင်တွေညှိတွယ်လာကြတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားပြီးကလေးတစ်ယောက်ရလာခဲ့တယ်အဲ့ဒီနေ့ကျမှဆရာတော်ကြီးကတတိပြန်ဝင်လာပြီးငါတန်တရားကိုစွန့်ခွာလာခဲ့တာအခုတော့တန်တရားနဲ့ပြန်ရောက်နေပြီပါလားဒါတွေအားလုံးဟာကိုကြောင့်တကောင်ကနေစခဲ့တာပဲလို့နောင်တရစွာနဲ့တွေးမိလိုက်တာပါသင်ခန်းစာယဟန်အိုကြီးကဆက်ပြောပြတယ်ဆရာတော်ကြီးကကြောင်တကောင်ကိုမမွေးနဲ့လို့မှာခဲ့တာဟာတကယ်ကြောင်ကိုပြောတာမဟုတ်ဘူးမင်းရဲ့စိတ်ကိုအလိုမလိုက်ဖို့ပြောတာပါငါတို့ဘဝမှာလည်းဒီလိုပါပဲမကောင်းဘူးဆိုတာသိရတာနဲ့ပြောရုံလေးပါတခါတည်းပါဆိုပြီးစိတ်ကိုအလိုလိုက်တဲ့အခါအဲ့ဒီအသေးဖွဲလေးကနေတဆင့်ပြီးတဆင့်ငါတို့ကိုဝါမျိုးသွားတတ်ပါတယ်မူရစေဝါကိုစမ်းကြည့်ရကနေဆွဲလန်းသွားတာကျမရည်နဲ့မညီတဲ့အစားတောက်ကိုမြည်ကြည့်ုံပဲဆိုရကနေအကျင့်ပါသွားတာအဲ့ဒီကြောင့်ကိုစပြီးဝင်ခွင့်ပေးလိုက်တာနဲ့မင်းရဲ့ဘဝဟာမင်းမသိလိုက်ပဲပျက်စီးခြင်းလမ်းကိုရောက်သွားနိုင်ပါတယ်ဒါကြောင့်စိတ်အလိုကိုလုံးဝမလိုက်ပါနဲ့